အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ channel မှာရာဇဝင်အကြောင်းတွေဒဏ္ဍာရီအကြောင်းတွေနဲ့တခြားသောစိတ်ဝင်စားဖွယ်ရာအကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel ကို like and subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ရှင်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့ပုပ်ပါးတောင်ရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းလေးပဲဖြစ်ပါတယ်ရှင်ပုပ်ပါးတောင်ဟာတဘာဝအလှတွေတင်မကပဲရှေးဟောင်းသမိုင်းကြောင်းနဲ့ဒဏ္ဍာရီတွေနဲ့လည်းနက်နက်ရှိုင်ရှိုင်ဆက်နေတဲ့နေရာတစ်ခုပါသူ့ရဲ့သမိုင်းကြောင်းကိုလေ့လာကြည့်ရင်အင်မတန်မှစိတ်ဝင်စားဖွယ်ကောင်းတာကိုတွေ့ရမှာပါပုပ်ပါးတောင်ဟာရှေးပဝေသနီတွေကမြန်မာလူမျိုးတွေအတွက်အထွတ်အမြတ်ထားရာနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်အထူးသဖြင့်နတ်ကိုးကွယ်မှုနဲ့ပတ်သက်ပြီးပုပ်ပါးတောင်ဟာအရေးပါတဲ့ဗဟုအချက်အခြာတစ်ခုဖြစ်ခဲ့ပါတယ်ပုပ်ပါးမယ်လို့သိကြတဲ့နတ်ဖျားမဟာဒီတောင်မှာစိုးစံနေလို့လဲယုံကြည်ကြပြီးသူ့ရဲ့တကောအာဏာဟာကြီးမားတယ်လို့လဲမှတ်ယူကြပါတယ်ပုပ်ပါးမယ်ရဲ့အစအကြောင်းနဲ့ပတ်သက်ပြီးဒဏ္ဍာရီအမျိုးမျိုးရှိပါတယ်အများစုကတော့သူဟာဆုံးမတအုပ်ဖြစ်ပြီးနောက်နတ်ဖြစ်သွားတယ်လို့ဆိုကြပါတယ်သားတော်နှစ်ပါးရှိပြီးသူတို့နှစ်ဦးဟာလည်းအင်မတန်တကိုးကြီးတဲ့နတ်တွေအဖြစ်ကိုးကွယ်ခံခဲ့ရပါတယ်။ဒဏ္ဍာရီတစ်ခုအရပုပ်ပါးမယ်ဟာတောထဲကိုပန်းခူးဖို့တွားတော့ရတိတစ်ပါးနဲ့တွေ့ဆုံပြီးချစ်ကြိုက်ခဲ့ကြပါတယ်။သူတို့မှာသားနှစ်ယောက်ထွန်းကားခဲ့ပေမဲ့နတ်စည်းကမ်းနဲ့မညီတဲ့အတွက်ပုပ်ပါးမယ်ဟာနတ်ပြည်ကနေနှင်ထုတ်ခံခဲ့ရပါတယ်။ပုပ်ပါးမယ်ရဲ့သားတော်မဟာဂီရီဟာအစာပိုင်းမှာအင်မတန်ခွန်အားကြီးပြီးရဲရင်နဲ့သူရဲကောင်းတအူးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာမင်းရဲ့အမိန့်နဲ့အသက်ခံခဲ့ရပြီးနတ်ဖြစ်သွားတယ်လို့ဆိုကြပါတယ်။သူ့ကိုအိမ်သားရဲ့တကားမုတ်မှာစောင်းတဲ့နတ်အဖြစ်ကိုးကွယ်ကြပါတယ်။နောက်တအူးဖြစ်တဲ့ချစ်တော်နတ်ကတော့ပိုပြီးချစ်စရာကောင်းတဲ့နတ်တစ်ပါးအဖြစ်လူသိများပါတယ်။သူဟာပျော်ရွှင်မှုနဲ့ရှင်လန်းမှုကိုပေးစွမ်းနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။ဒီလိုဒဏ္ဍာရီတွေဟာပုပ်ပါးတောင်ရဲ့တမိုင်းကြောင်းနဲ့ယဉ်ကျေးမှုကိုပိုပြီးစိတ်ဝင်စားစရာကောင်းစေပါတယ်။ရှေးခေတ်လူတွေရဲ့ယုံကြည်မှုတွေသူတို့ရဲ့ဘဝနေထိုင်မှုပုံစံတွေကိုဒီဒဏ္ဍာရီတွေကနေတဆင့်လေ့လာနိုင်ပါတယ်။ပုပ်ပါးတောင်ဟာရှေးမြန်မာမင်းတွေအတွက်လည်းအရေးပါတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။တချို့မှတ်တမ်းတွေအရမင်းတွေဟာပုပ်ပါးတောင်ကိုလာရောက်ပြီးနတ်တွေကိုပူဇော်ကြောလေးရှိတယ်လို့ဆိုကြပါတယ်။ဒါအပြင်ပုပ်ပါးတောင်ရဲ့ပတ်ဝန်းကျင်ဟာတဘာဝအရာခံတက်တဖွယ်ဖြစ်နေတာကြောင့်စစ်ရေးအရာလည်းအရေးပါတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ပုပ်ပါးတောင်ဟာဘာသာရေးနဲ့ခရီးသွားလုပ်ငန်းတွေအတွက်အရေးပါတဲ့နေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။နှစ်စဉ်လူအများအပြားဟာပုပ်ပါးတောင်ကိုလာရောက်ပြီးဖျားဖူးမြော်ကြသလိုတဘာဝအလှကိုလည်းခံစားဖို့နဲ့ရှေးဟောင်းဒဏ္ဍာရီတွေကိုလေးလာဖို့အတွက်လည်းလာရောက်လည်ပတ်ကြပါတယ်။တောင်ကလပ်ပေါ်မှာရှိတဲ့ဇေဒီတွေနဲ့နတ်ကုန်းတွေဟာရှေးခေတ်ယုံကြည်မှုနဲ့အမွေအနှစ်တွေကိုလည်းထင်ဟပ်စေပါတယ်။တောင်တက်လန်းတစ်လျှောက်မှာတွေ့ရတဲ့တစ်ပင်တွေနဲ့တောရိုင်းတိရစ္ဆာန်တွေကလည်းတဘာဝရဲ့အလှကိုပြသနေပါတယ်။ဒါဟာပုပ်ပါးတောင်ရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းလေးပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးတစ်နေ့ပိုင်ဆိုင်နိုင်ကြပါစေရှင်။